Hello မင်္ဂလာပါကျွန်တော်ရဲ့ဖြိုးရခီတော့အကြံပေး page ကနေပြီးတော့ကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်เนาะကျွန်တော်အခုလက်ရှိရောက်နေတဲ့နေရာထိုင်းနိုင်ငံပထုမဌာနီမှာရှိတဲ့The Island Cafe ဆိုတဲ့ coffee ဆိုင်ကိုရောက်နေတာဖြစ်တယ်အဲဆိုတော့ view ကိုလည်း show လိုက်သူရဲ့ view ကအရမ်းမိုက်တယ်အဲ့ဒီအတွက်ကျွန်တော်ကဒီအရမ်းမိုက်တဲ့ view ကိုပဲကြိုက်လို့လာပြီးတော့ review ပေးရပဲဖြစ်တယ်ဗျာဘာမှတော့တိတ်ပြီးတော့ trade through တော့မရှိဘူးပေါ့ဒါပေမဲ့လာရတာတော့နည်းနည်း land key အနေနဲ့ဆိုရင်သူကဝေးတယ်နေရာဝေးတယ်ဘာဖြစ်လဲဆိုတော့ဘန်ကောက်မြို့နဲ့ဆိုရင်တနာရီလောက်ခီးဟိုအချိန်သုံးပြီးတော့လာရတယ်အဲ့ဒီအတွက်ကိုပိုင်ဆိုင်ကကားတော့မဟုတ်လာမယ်ဆိုရင်တိုက်ဆိုင်ကားတက်စီတို့ကိုပိုင်တငယ်ချင်းတွေနဲ့စုပြီးတော့ကားတွေပါတယ်ငါးပြီးလာမှအဆင်ပြေမယ်နေရာဒါပေမဲ့လာကြည့်အရမ်းမိုက်တယ်နော်ကျွန်တော်ဒီမှာလာရင်ဝင်လာပြီးတော့ဘလိုတွေစားတော့လို့ရမယ်ပြီးလို့ရှိရင်ဘာတွေရှိမယ်ဓာတ်ပုံတွေဘလို့ရိုက်လို့ရမလဲဆိုတာကိုကျွန်တော်တခြားရိုက်ပြမယ်ပြီးရင်ကိုယ်တိုင်လာပြီးတော့ကိုယ့်ရဲ့ချစ်သူတမီးရီးသားတော့မဟုတ်ဘာညာကွီးကွာပါနော်လာပြီးတော့အဖက်ပြေလို့ရပါတယ်ကဲလုံးမဲ့အခုဆိုလို့ရှိရင်ကျွန်တော်ဒီမှာဓာတ်ပုံတွေလည်းပတ်ရိုက်ပြီးသွားပြီ။သမင်းလည်းစားပြီးသွားပြီ။ဘိုက်လည်းပြီးသွားပြီပေါ့နော်။အဲဆိုကျွန်တော်ဒီမှာနည်းနည်းအနားယူရတာပို့ပြီးတော့အရန်တက်တာဖြစ်သွားပြီနော်။နေရာအဲဆိုတော့ဒီနေရာကိုကျွန်တော်ရိုက်ပြထားတဲ့ဓာတ်ပုံလေးတွေနဲ့ဗီဒီယိုဖိုင်လေးကိုသဘောကျရင်ဆိုရင်လာပြီးတော့လဲကြပေါ့။ဟိုတငယ်ချင်းတွေစုပြီးတော့လာလဲကြ။ Okay နော်။အဲဆိုတော့ကျွန်တော်ရဲ့ပေးရှက်ရည်ချက်ကတော့ကျွန်တော်နောက်ထိုင်းနိုင်ငံမှာလေလို့ကောင်းမဲ့အလဲပတ်ကောင်းမဲ့နေရာလေးတွေဖျားတွေအားလုံးပေါ့လေလို့ကောင်းမဲ့နေရာတိုင်းလို့ကျွန်တော်ဗီဒီယိုဖိုင်လေးတွေတစ်ပတ်ကိုတစ်ခါလောက်ရိုက်ပြီးတော့ကျွန်တော်တင်ဖို့လဲရှိပါတယ်အဲဆိုတော့ကျွန်တော်ရဲ့ page ကို like ပြီးတော့ follow တွေ share တွေလုပ်ထားပေးကြအောင်နော်ပြီးရင်လည်းကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့မမေ့ပါနဲ့ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video file နဲ့ကျွန်တော်ပြန်တွေ့ကြမယ်နော်